Hello bro အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့ကားရောအောင်မျိုးပဲဖြစ်ပါကျွန်တော်ဒီနေ့မှာလည်းကျွန်တော်အသက်ကြီးွားမှာပဲဖြစ်ပါတယ်ဟုတ်ပါဘူးနော်တစ်စက္ကန့်အတိုင်းကြီးွားမှာမဟုတ်ဘူးနော်ဒီတစ်ခါတော့ကျွန်တော်တို့ကရွှေ့သွားမှာ Okay ဒါမဲ့ပြေးကြမ်းဟောရှိအနမေရပါလေလို့ Okay ကျွန်တော်က2နှစ်ရွှေ့ထားကျွန်တော်အသက်2နှစ်12နှစ်တပေါင်းတော့ Okay 14နှစ်ပြည့်သွား14နှစ်တော့မဖြစ်ရှင်သေးဆိုတော့ Okay oh မိုက်တယ်ဟာကြည့်ကြလေအမပြောရမှာပဲ Okay တော့မယ်Okay တမယ်တမယ်တိချာတမရမယ်မဟုတ်လို့ရှင်ငါတိတ်သွားလိမ့်မယ်ဟာဒီပါကွာအလုံးနဲ့တင်ငါတို့အပေါ်ဆုံးရောက်သွားလိမ့်မယ် Okay စနေထပ်ပါဒီဘက်ကောရှင်မပုံစံလေးကိုပဲရေးလိုက်တယ်ခင်းနောက်လေနော်ဟာငါသက်0ပဲကျွန်တော်ငါကလေးပူကျွန်းတော့လေးပြန်ဖြစ်သွားပြီဟိုကလေးရဘလိုမျိုးကြီးလဲဟာရုပ်ဆိုးကြီးကြည်အောင်မလေးကျိုးပါပြီဗျမဟုတ်ပါဘူးပြုတ်ကြပါပြီဗျဒီပါကွာငါဘလို့တော့ပြုတ်ကြတာလဲလို့ Okay တမယ်No ပြုတ်ကြတော့ပြန်ပြီကွာချီလိုမျိုးပဲခေတေးကြတော့မယ်တေးကြမပါနေရောကွာ Okay တေးချာသွားပါဟာအီပြောလေကွာ Okay အရှိပါရုံဟာ6ဟာနည်းနည်းထင်နေဟာ67 Okay ဒါရ67စကလုံးနေချင်းဟာရ67ဒီဥစ္စာနည်းနည်းညီးမလို့ဖြစ်နေဟိုစရပဲနော်ဟာငါမငိုင်းမှာအသက်က0ပဲကျန်တော့ပါဆိုငိုင်းမှာအသက်ကမမွေးသေးဘူးကွာဟုတ်တယ်ကျွန်တော်အသက်က0တယ်ကွာပြီးပါကွာ Okay 3ဘောင်မြောက်တော့လေဟာ3နှစ်လောက်လိုက်ရမလားမဟုတ်ပါဟာမြောက်လို့မရဘူးလို့ငိုင်းကြည့်မှာအခုအသက်က0ဟာရောသူများဗလာကြီးဟာကျုံဗလာကြီးရဒီဆိုင်မှာ Happy Birthday လေကွာ Okay ဒီဘက်10နှစ်အသက်10နှစ် Okay ကျွန်တော်ကတော့အသက်10နှစ်ရောက်သွားပါပြီကြာ Okay ကျွန်တော်သွားမယ်သူများရတော့ဟိုစားပြကုန် Okay 3နှစ်ဒါဘလိုမျိုးကလေးကြောင့်ရောင်ရေဘလိုမျိုးကြီးတော့ကွာရုပ်ဆိုးကြိုက်ဦးရောင်သွားမယ်ရမကြိုက်ဘူးအေးပါကွာကျွန်တော်ကလေးဘလိုမျိုးကြီးတော့မသိပြီးပါကွာမလေးပြတော်သေးတယ်အောက်မှာတခုခုခံပေးတာလို့မလို့ရှင်ငါသေးပြီအောက်ပြုတ်ကြပြီ Okay နည်းညောင်ပါပဲ Okay ကျွန်တော်ကတော့အခုကတော့ရုပ်ဆိုးလေးမဟုတ်တော့ပါဘူးရုပ်ချောသွားပါပြီဘူးကျွန်တော်တက်ဘလောက်လို့ထင်တော်မလားတရားလုံးကစားရမယ်ညံစားလို့မရဟာဒီပါကွာချက်တော့ဒီနဲ့တော့တနင်းနေသေးရကွာ Okay တော်မယ်အမပြုတ်ကြမဟုတ်သေးပါဘူးဟာတရားလုံးရေတက်လို့ရပါဟာ Okay ရတယ်မရလို့လည်းမရဘူးလေကွာ Okay ကျွန်တော်ကောင်ရဲ့အသက်ကအခုမှ6နှစ်ပဲရှိသေးပါတယ်တော်များသွားရင်တော့တကယ်တော်အောင်ရေပြုတ်ကြတယ်မဟုတ်သေးပါ
အဲ့တော့ငါခုံရလိုက်တယ်ကွာအေးပါကွာအများမှာအခုမှကလေးပေါက်ဆောင်ပူကျူလေးရရှိသေးရကွာငါလည်းပူကျူလေးပါကြည့်ပါဦးတသေးကြည့်ကြရလေโอเคအခုမှရောက်တော့ကွာအဲ့ဘာရောဒါ PC မှာပါရဲ့လက်ပုံလေးဒီမြဘရိုအလွင်တို့လိုမျိုးလေးဒီလိုမျိုးလက်ပုံလေးပါတယ်ကျွန်တော်ကတော့ဖုန်းနဲ့စောတာဆိုတော့အဲ့လိုမျိုးလက်လေးမပါဘူးဟဲ့โอเคနဲ့တော့မြောက်တောက်ချိုးရွာကြီးကျွန်တော်အတိုင်းပဲဘလို့တွေးရောပြီးပါပါတတ်မယ်ပြို့โอเคပေါ်တကြစို့ဖျောင်းရလက်ဆောင်မနေငါဖောက်လို့ရလားဖောက်လို့မရဘူးထင်တယ်ဖောက်လို့မရဘူးโอเคအောက်မှာဘာလည်းမသိဘူးခံမိတာအသက်က30ပြည့်ကျင်30ပြည့်ကြည့်မယ်ကွာဘလာကြီး Oh my god ကျွန်တော်ဘလာကြီးဖြစ်သွားပြီဟာနည်းနည်းပြန်မြောက်မယ်ကွာဟာတပိုင်းရောဘူး84နှစ်တယ်ကွာဟာအေးပါကွာငါ84နှစ်ရောက်သွားရဲ့ရောက်မင်းတို့တက်ကြီးရဲ့ရောက်ဘာကြည့်ငါကလေးမဟုတ်တော့ငါခုနကနေပြီးတော့ပြုတ်ကြလာဆိုခဏလောက်အပေါ်ပြန်တက်လာမပြောခုနလိုမျိုးနေရတော့ပြန်ရောက်လာပြီပေါ့နော်ဟာရောက်ဦးစိတ်တူရောက်ဦးစိတ်တူဖြစ်သွားပြီကျွန်တော်အခုကတော့ဦးစိတ်တူကြီးဖြစ်သွားပါပြီခမညာโอเคကျွန်တော်အသက်ကတော်တော်လေးကြီးနေ168နဲ့နော်နည်းနည်းမဟုတ်တော့ဒါတော်တော်လေးများနေ168နဲ့ဆိုအေးပါကွာဦးစိတ်တူကြီးဖြစ်သွားရဲ့ဦးစိတ်တူလာပြီကွာသက်30ထပ်ပေါင်းတော့โอเคဒီနားရတေးသေးချရတော့ဟိုမှာ baby ဟာဗျာပြုတ်ကြပါဆိုပြန်တက်လာအောင်မဗျာဟိုရောဦးစိတ်တူကြီးဦးစိတ်တူကြီးအပေါ်တက်နေပါပြီခမညာဦးစိတ်တူပြောတော့မယ်ဟာရောရောသွားလို့မရတော့โอเคသွားလို့ရတယ်ဒီလိုမျိုးအောက်မှာတခုခုလေးရောခံပြီးတင်တာတော့ငါတွေးပြန်ရောနေရလားသွားလိုက်တိုင်းတွေးရောနေဦးစိတ်တူကြီးချောတော့မယ်ဟာသွားလိုက်တိုင်းတွေးရောနေရโอเคကျွန်တော်ပြောခဲ့နေရဦးစိတ်တူကြီးပုံမြန်သွားသလားလို့ပြီးပါကွာဦးစိတ်တူမြန်နေပြီဟေးဦးစိတ်တူကြီး300နဲ့96နှစ်ရှိပါပြီနော်ငငယ်လေးရနေပြီးတော့အခုလိုမျိုးတော်တော်လေးကျွန်တော်အသက်ကြီးသွားပြီနော်โอเคကျွန်တော်အခုကတော့တွေးရဘလို့မြင်တဲ့အတိုင်းပဲပေါ့နော်တွေးရတော့တော်တော်လေးနည်းနေဦးစိတ်တို့ကြီးအသက်ဘယ်လောက်မှရှော့သွားမလဲโอเคဦးစိတ်တို့ရှော့သွားမလားမရှော့ဘူးလားဦးစိတ်တို့တေးသွားပြီဦးစိတ်တို့ဖင်းကုန်ပြီးရှော့သွားပြီဟာဒီဗီလေးကနေပြန်ထားလိုက်ရကွာပြီးပါကွာခဏပြုတ်ကြနော်ပြီးပါကွာအပေါ်ပြန်တက်လာမှာဘူးရေခုကတော့ကလေးအပေါ်တက်နေပါပြီခမညာဒီကောင်ကလေးကလည်းရုပ်ဆိုးကျုံညစ်ပန်တယ်ဟုတ်လားကောဘောင်းမိလည်းမရှိဘူးအိမ်ကြီးလည်းမရှိဘူးဒီကောင်ဘလို့နေကလေးလေးဆိုတာမထီသေးဘူးโอเค15နှစ်ဖြစ်ပြီဒါဆိုကျွန်တော်15နှစ်ဖြစ်သွားပါပြီခမညာ15နှစ်ကဒီလိုမျိုးကြီးလားဒီဘောကဒီလိုမျိုးထင်တော့မတင်တော့ဒီတနစ်ပဲရင်းနေမပါလုံးနေရလဲကရုံးဒီဘောကစပင်းလည်းမပါတမဲရ30နှစ်ပဲထွက်ရင်းဒါဆိုရင်တော့ကျွန်တော်ကအသက်20ရောက်သွားပါပြီခမညာโอเคအားလုံးပဲကျွန်တော်အသက်20ရောက်သွားတာခါရက်နေ what the fuck ဒီပါကွာဘောင်းမိပဲကြံခဲ့တော့နည်းနည်းလိုင်းလန့်နေတယ်နဲ့ဒီပါကွာလိုင်းမာတာလေဆာဟေးโอเคဒါshit ဘလာကြီးတယ်နော်ဟာအကျင်းစောတာတော်တော်များသွားနေသူပဲဟာအကိုကြီးမဟုတ်ပါဘူးငါကောင်တော်တော်ကျင်းစောတာနော်
ကျုံပလိုက်နဲ့မြန်ဆန်တော့မဆယ်ရောအများကြီးပဲ Oh my god ပလိုက်အေး Okay သွားမယ်10နှစ်ယူမယ်ကျွန်တော်အခုအဲ့တော့46နှစ်ရောက်သွားပါပြီခုနအသက်က100ကျော်သွား100ကျော်ရတယ်နော်400ပါကျော်သွားအခုကဟမ်ဘလူးဖိုးကြီးလေဟာအေးပါကွာရုပ်ဆိုးကြီးကျုံနေရွက်ကြီးကလည်းကာအေးကွာအဲ့လူဖေမဲ့မဟုတ်ပါဖေမဲ့ဘာကွာ Happy birthday Okay ရမင်းတို့ငါ Happy birthday နဲ့အခုငါ့ကိုကြည့်အောင် Okay ဦးစိတ်တို့ပြန်ဖြစ်သွားပါပြီခင်ဗျာ Okay တမဲကျွန်တော်ဦးစိတ်တို့ရခါနာနေနဲ့တူရဲ့အားကြောင့်မလို့ကျွန်တော်တွေးရောနေနဲ့တူ Okay 300ကျော်ပါပြီ Okay easy ပဲလေကွာဒီတိုင်းလေးသွားလိုက်တော့ဘာဖြစ်လို့လဲဘာမျိုးလေးပြုတ်ကြဦးစိတ်တို့ကြီးရလဲကွာခါတာနာနဲ့အကြီးကတော့ရှယ်မြန်တာနော် Okay 400ကျော်ပါပြီကျွန်တော်တက်ကတော့အခုကတော့တော့ခုံမဲခုံလာနေရဆိုဦးစိတ်တို့လည်းတော်တော်ခါနာလောက်ပါပဲခုံမဲခုံနဲ့ဒီမြန်နေရပဲဦးစိတ်တို့ကြီးရတာပဲနော် Okay တော့မယ်ဦးပိုက်ဘူးအောင်ပါတော့ဦးပိုက်ဘူးခုနကျွန်တော်ကတော့နေရွက်ကားကားနဲ့တော်တာပြည့်သွားပါရဲ့ Okay တော့မယ်တော့ရဦးစိတ်တို့ကြီးတော်တော်လေးတွေးရောနေပါခမခုချိန်မှာကျွန်တော်ကဒီဘောကိုတက်မလို့တက်လို့မရပါဘူးခုံမဲခုံနေရဦးစိတ်တို့ကြီးတော်တော်ခါနာနေအေးပါကွာတမြင်မြန်တက်ဟာအေးရပြီ Okay ဦးစိတ်တို့ကြီးသွားတာဦးစိတ်တို့ကွာဘလို့ဖြစ်လို့တော့တော်တော်လေးခါနာနေနဲ့တူတယ် Okay အတက်ကိုနှောက်လိုက်တော့မယ်ဘာဖြစ်လို့လဲကျွန်တော်ရဲ့ဦးစိတ်တို့ကြီးတော်တော်လေးခွန်ရလုံးလို့ကျွန်တော်ရဲ့ဦးစိတ်တို့ကြီးခါတော်နာနေပါခင်ဗျာအခုကတော့ကျွန်တော်အခုလေကြည့်ပါဦးခုံမဲခုံနေရမဟုတ်လို့လားဘလို့ရောင်တွေးရအတက်ကုန်ရော့နေတာဒီပါကွာကျွန်တော်အတက်ကတော့200ကျော်ပဲကျန်တော့ပါရဲ့ဦးစိတ်တို့ကြီးတော်တော်ခါနာနေလို့အော်နေပါခင်ဗျOkay ဦးစိတ်တို့ကြီးခဏဒီပါကွာမခေါ်တော့လမ်းလျှောက်တော့လေကွာခဏတော့တွေးဖြစ်နေလာမယ်တွေးဖြစ်နေလာမယ်ဒီတိုင်းနေလေဟိုသွားပြစ်တာပဲလားကွာဦးစိတ်တို့ကြီးအခုဆိုရင်ဖြင့်အေးပါကွာသွားလိုက်တော့မတိမ်မဲ့တူပဲကွာရှော့တော့အဲ့တော့မကလေးလေးနဲ့ပဲဆုံးသွားလာအဲ့တော့မဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါကျွန်တော်ဗီဒီယိုလေးစကားပါလုံးဟုတ်ပြီကွာရှားရွာလိတ်ကုန်ပြီကွာအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုတော့ like subscribe လေးလုပ်ခဲ့ပေးပါအားလုံးပဲ bye bye